မျိုးတွေမင်္ဂလာပါမင်းတို့နီးပိတ်တွေကိုငါမေးအောင်မယ်နော်ဘာမေးချင်လဲဆိုတော့မင်းတို့အားကိုးနေတဲ့တပုံတွေပေါ့ကွာ EAO တွေပေါ့ကွာနော်ဟို AA တို့နော်KIA တို့ KNPP တို့ MDAA တို့ TNLA တို့ဟုတ်လား KNU တို့နော်အဲ့ဒီ EAO တွေတပုံတွေနော်စောက်လုပ်ခဲ့တဲ့တရားရှိလားစောက်လုပ်ခဲ့တဲ့လမ်းရှိလားမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတဲ့သူတို့ကွာအမမြန်မာနိုင်ငံရဲ့ဟိုတဲ့မိုးကုတ်သူတို့တူးလိုက်တာပဲဖားကန်ဆိုလဲသူတို့တူးလိုက်တာပဲကျွန်းသစ်တွေဆိုလဲသူတို့ခုတ်လှဲလိုက်တာပဲเนาะတင်ရန်ပြည်တွင်းကတင်ရန်သားတွေတော့အကုန်တူးပြီးတော့ယူပြီးတော့သူတို့စီးပွားအတွက်သူတို့အကျိုးစီးပွားအတွက်သူတို့လုပ်နေတာပဲအဲ့လိုလုပ်ပြီးတော့သူတို့လမ်းကောင်းများမြန်မာနိုင်ငံအတွက်ဘယ်နေရာမှာဖောက်ခဲ့တယ်လဲเนาะဘယ်နေရာမှာတရားကောင်းဒဇင်းထိုးခဲ့တယ်လဲမင်းတို့ပြသမ်းပါเนาะနောက်တစ်ခုကစေးရုံစေးပေးကံဘယ်မှာဖွင့်ခဲ့တယ်လဲဘယ်နေရာမှာဖွင့်လဲစာတင်ကျောင်းဖွင့်ခဲ့သလားနော်အဲ့ဒီဒေတာပြကံပြည်သူတွေရဲ့ပညာတတ်ဖို့တဲ့စာသင်ကျောင်းတွေပါဖွင့်လာတွေ့လားတက္ကသိုလ်တွေဖွင့်လာတွေ့လားနော်လမ်းလည်းပဲလမ်းကောင်းလဲသူတို့မလုပ်ခဲ့ဘူးသူတို့အစီနှစ်တွေဒါအကုန်ထုတ်ပြီလားလမ်းလည်းမလုပ်ခဲ့ဘူးတရားလည်းမထိုးခဲ့ဘူးနော်လျှက်စစ်မီရောင်လည်းသူတို့မလုပ်စေးရုံစေးကားလည်းမဆောက်ဘူးနော်ပြီးရင်စာသင်ကျောင်းလည်းတကျောင်းမှသူတို့ဆောက်ပေးရမရှိဘူးဒါပေမဲ့မြန်မာနိုင်ငံအစီနှစ်တွေအကုန်ထုတ်တာလေနော်မင်းတို့စစ်တပ်ကအမျိုးမျိုးဝေဖန်နေအဲ့လူတွေမင်းတို့ဝေဖန်လေကွာဝေဖန်လေသူတို့လုတ်ပေးခဲ့တာဘာရှိလဲမင်းတို့ကဲမင်းတို့လိုက်အကောင့်တင်းနဲ့ပြသမ်းပါမင်းတို့ပြသမ်းပါနော်ပြသမ်းပါမင်းတို့ဘာတွေလုတ်ပဲမြန်မာနိုင်ငံအစီနှစ်တွေအကုန်ထုတ်ယူပြီးတော့နော်မြန်မာနိုင်ငံတယံဇာတာတွေအကုန်ထုတ်ယူမြဲကျွန်းတစ်တွေရောတစ်တော်တွေအကုန်ပြီးသူတို့ပဲအကုန်လုံးထုတ်ယူရောင်းစားပြီးတော့နိုင်ငံခြားပို့ပြီးတော့သူတို့စီးပွားရေးသူတို့ဖြစ်အောင်လုပ်ပြီးတော့မြန်မာပြည်အတွက်ဘာကောင်းကျိုးပေးတာရှိလို့တရားသာမဆောက်ပေးတာတရားဖြတ်ဖို့ကြတော့ခဏတရားတွေမိုင်းခွဲတယ်လမ်းသာဖောက်မပေးတာလမ်းတွေကြဖြတ်စည်းတယ်နော်စေးရုံတွေလည်းဖြတ်သီးတာပဲဘုံကြီးကျောင်းလည်းဖြတ်သာသနာရေးစာအုပ်တွေလည်းဖြတ်သီးလိုက်တာပဲစာသင်ကျောင်းတွေလည်းဖြတ်သီးလိုက်တာပဲကျောင်းမတက်အောင်ကလေးတွေကျောင်းတက်လို့မရအောင်လည်းသူတို့ဒုက္ခပေးလိုက်တာမင်းအဲ့လိုဒုက္ခတွေပေးနေတာလေအဲ့တော့မင်းတို့မသိဘူးလားဘာလဲအရာမင်းတို့စစ်တပ်ကလုပ်တယ်စစ်တပ်ကလုပ်ဘာစစ်တပ်ကလုပ်တာကောင်းတာပဲလုပ်တာလေမဟုတ်ဘူးလားမင်းတို့ပြန်လေ့လာလေကွာပြန်ကြည့်လေကွာမင်းတို့အဲ့ EAU တွေဘာတွေလုပ်လဲလုံးသားမှာမင်းတို့အဲ့သူတို့လုပ်ခဲ့တဲ့နော်သူတို့ကောင်းကလေးရှိငါပြသမ်းပါမကောင်းမှလာရေးသမ်းပါငါတွေ့ကျင်လို့ပါနော်